Nuri, alumni mingla no, da 3D ပေါ့ 3D ဒါ last ကပဲဒါတကယ်လဲထိုးရမယ်ကနန်းဖြစ်သွားပြီ last ကလည်းဖြစ်နေပြီပေါ့နော်အခုကနောက်ပတ်ကျွန်တော်ဖုန်းอ่ะနော်ဒီမှာနော်43335 YouTube မှာမလွတ်ဘူးလွတ်နေအတူရနော်ဒါနှလုံးလေးပေါ့ဗျာနှလုံးလေးမှာအစုခေါ်ရဲဆိုတာလဲကျွန်တော်14ချိန်နှစ်ပတ်စာကိုခေါ်တာနော်အတူတူပဲပတ်စံတော့9000တိတ်တုံးနေဝင်နေတော့ဝင်ပေါ့ကျွန်တော်ခဏကြောက်ကြီးသွားလူမဲ့ကျန်တာလူမဲ့အလူလေးတွေတရားချာလုံနေအခုတောက်စားအားရချင်းလို့ကျွန်တော်939ခွန်လို့ဒါနေဦးမှာကြားတဲ့ခဏကသူ့ line နဲ့မှာပေါ့နော်39ခွန်လို့ကြား39ခွန်လို့ကြားရင်ကြားပဲပြန်ကြားတာ ਨੇ သူ့အရှင်းပြန်ဒီထက်ကနန်းတစ်ခွက်ပေါ့နော်38ခွန်က38ခွန်လို့ကြားနောက်ပြီးဒီထက်တစ်ခွက်သူ့ထက်ကသူပေါ့နော်တစ်ခွက်ပြန်ပြီးတော့မှနော်ဆိုလို့ထားက3ခွန်6ကို3ခွန်6ကိုခွန်36လို့ကြားပြန်သူ့ရဲ့ပြန်ကြမှန်ရတယ်ဒီမှာဗျနှလုံးဒီအားလုံးပေါင်း6နော်6ပါလေ6 break လို့ကြားပြီမမိုးကနန်းကြားပြီးဘေးလိုက်ခဏန်းပေါ့နော်939ခွန်ခဏန်းလဲပါမယ် break လဲဖြစ်ရမယ်အဲ့ဒါကြား496လို့ကြားအပြီးတော့ဒီမှာလာရ939ကို990လို့ကြားဒီထက်တော့866ကို666လို့ကြားပြီဒီထဲမှာခဏန်းတစ်ခွက်ပေါ့နော်နောက်ပြီးတစ်ပါတဲ့တစ် break လို့ကြားမယ်3ခွန်တစ်ကြားပြီးတော့သူ့ထက်ကနန်းတစ်ခွက်ကပြန်ကြားနေမယ်8နဲ့9ဟောဒီမှာ8နဲ့9လမ်းကြားရောနော်9နဲ့9လို့ကြားရအဲ့လိုကြားပါသေးမယ်သူဘေးတိုက်ကနန်းတစ်ခွက်ကြားမှာအဲ့ဒါဒီနော်ဒီတစ်ပေါ့932ကနန်းပါတယ်932 break လို့သူဘေးတိုက်ကနန်းကြားရောနောက်ဆုံးပြင်ဒီရောက်သွားခဲ့တယ်ပေါ့လားမနစ်တစ်ခွန်တစ်နှစ်လို့ကြားဟုတ်ရဒီမှာ395နော်395 935လို့ကြားတယ်ဒီထက်တကွနှစ်ခွန်လို့ကြားတယ်ကျွန်တော်ဒီမှာပေါ့နော်ဒီထက်ကနန်းတကွ4ခွန်လို့ကြားနောက်ကွက်ကြားတော့ဒီထက်ကတော့ဘေးတဲ့တကွက်ကြား395ပါတဲ့ကြောင်းဆို sorry 395ပါတဲ့နော်ခွန်ပါတဲ့ဗျာလောဆယ်မှာခွန်ပါတဲ့ခွန်ပရိပေါ့နော်သူ့အရင်ကြားပေါ့ခွန်ပါတဲ့ခွန်ပရိရှင်းနေခွန်ကြားပြီးတဲ့နဲ့သူ့ရဲ့ဘေးတဲ့မှာ395ပါတဲ့တကွက်ဘေးတဲ့ကြား59ကို51ကိုတော့ဒီထက် line နဲ့နှစ်ကွက်ကြာပါဗျာ sorry ကျွန်တော်51ကို951လို့ကြာတယ်ဒီထက်ခဏတော့ကွက်ကနော်ကြာပြီရတယ် sorry ဒီ line နဲ့တစ်ကွက်က2ခွန်လို့ကြာတယ်ဒီထက်တစ်ကွက်က86ခွန်လို့ကြာတယ်ဘေးတဲ့ခဏကြာတယ်ချမ်းနောက်ပြီး9ပါတယ်9 break လို့ကြာပြီအောင်ပါကြီးရှင်9နှစ်လို့ကြားအဲ့မှာသူ့ရဲ့ဘေးတဲ့ခဏမှာဘာဖြစ်အောင်လဲဆိုတော့159ပါတယ်159ပါတယ်159 break ဆိုပြီးချပြအောင် last ကမှာကြာမလာခဲ့ဘေးတဲ့တကွက်ကြာနောက်ကွက်ကြာတော့932ဆိုတဲ့ခဏမိမ့်မယ်နော်932ဆိုတဲ့ခဏကမိမ့်မယ်ဒီမှာတော့လည်းကျွန်တော်မှပြတာပါဒီမှာကခွန်38 496ဒီတရက်တော့ကွက်ပေါ့နော်944လို့ကြာတယ်နော်တော့နှစ်ကွက်ကြာတော့ဗျတကွက်ကြာပြီးတော့ဘေးလိုက်တကွက်ကြာတယ်ကြံတဲ့ဟာလေအဲ့ဥစ္စာနဲ့နော်နောက်ဒီမှာလည်းမွေးတာပဲ9ပါတယ်9 break လို့လမ်းမွေးလိုက်တဲ့အချိန်မှာ8နဲ့9လို့ထွက်တာကျွန်တော်3ခွန်5လို့မွေးရအားလုံးပဲမင်္ဂလာပါနော်ဒါ last ကမှာထိုးတဲ့ကန902ပြ